နတ်ဆရာမလေးသည်သူမိပထမဆုံးညဘက်အလုပ်ဆင်းချိန်တွင်ပြင်းထန်သောပါးရိုက်ချက်တစ်ခုကိုခံလိုက်ရသည်သူမသည်ရုတ်တရက်ထွက်လိုက်ပြီးပတ်ဝန်းကျင်ကိုလှည့်ကြည့်လိုက်တော့လဲစင်ကြံလန်းထဲတွင်လူတစ်ဝက်တစ်ပြက်မျှပင်မတွေ့ရပေသူမသည်မန်ရှိသို့လျှောက်သွားကသူမိဘားပြင်ပေါ်ရှိထင်ရှားသောလက်ရာကိုမြင်လိုက်ရမှသာလျှင်ယခုဖြစ်ရသည်အိမ်မက်မဟုတ်ကြောင်းတေချာသွားခဲ့သည်သူမသည်လုပ်ဖော်ကိုင်ဖက်များနောက်ပြောင်နေသည်ဟုထင်မှတ်နေစဉ်မှာပင်မမျှော်လင့်ထားသောအခြေအနေများဆက်တိုက်ဆိုသလိုဖြစ်လာခဲ့သည်ငါနင့်ကိုတွေ့ပြီဆရာမလေးကိုအထူးကြက်မှတ်ကုသဆောင်တွင်တဦးတည်းညဘက်အလုပ်ဆင်းရန်တာဝန်ပေးထားသည်တစုံတစ်ယောက်သည်သူမကိုမောင်ရိပ်ထဲမှချောင်းမြောင်းကြည့်နေတဲ့ကဲ့သို့ရှိနေသည်သူနာပြုဆရာမကြီးကတော့ကိုသူမလက်ထဲသို့ထည့်ပေးပြီးညဘက်အလုပ်ဆင်းချိန်တွင်အခြားသူနာပြုများနှင့်တွေ့ပါကလုံးဝစကားမပြောရန်အထူးမှကြားခဲ့သည်ဆရာမလေးထွက်သွားပြီးနောက်သူနာပြုတဦးကအမှန်တရားကိုဆရာမလေးအားပြောပြသင့်သည်ဟုအကြံပြုခဲ့တော်လဲဆရာမကြီးကထိုးထိုးပြုလုပ်ရန်အကြံစီမရှိပေဆရာမလေးသည်အထူးကြက်မှတ်ကုသဆောင်ထဲသို့ဝင်ရောက်လာခဲ့သည်လူသူကင်းမဲ့နေသောစင်ကြံလန်းကသူမိရင်ကိုတုံလောက်အောက်ချောက်ချစေသည်သူမသည်စိတ်ကိုတင်းကအလုတ်ဆလုတ်ခဲ့သည်အစပိုင်းတွင်အားလုံးအစဉ်ပြေကြောမွေ့တော်လဲလူနာကိုဆေးလဲပေးရန်ပြင်ဆင်နေချိန်တွင်စင်ကြံလန်းထဲမှတချင်းတန်တစ်ခုရုတ်တရက်ထွက်ပေါ်လာခဲ့သည်ဆရာမလေးသည်တတိကြီးစွာဖြင့်ထွက်ကြည့်ခဲ့တော်လဲစင်ကြံလန်းထဲတွင်ဘာမှမရှိဘဲမိသူကိုမျှမတွေ့ရပေသူမသည်မိမိကိုယ်ကိုနှစ်သိမ့်လိုက်ပြီးမိမိကိုယ်တိုင်နားကြမသည်ဟုယူဆကစိတ်ကိုတင်းပြီးလူနာခန်းသို့ပြန်လာခဲ့သည်သို့တော်စိတ်မတည်ငြိမ်မှုကြောင့်ဆေးရီပလင်းကိုမတော်တဆမောက်မိသွားခဲ့သည်ဆေးရီများသည်သူမိဝတ်စုံကိုချက်ချင်းပင်ညစ်ပတ်သွားစေခဲ့သည်ဆရာမလေးသည်ဝန်ထမ်းဝတ်လဲခန်းသို့ပြန်သွားခဲ့ရတော်လဲသူမိဘီရိုတကားမှပွင့်နေသည်ကိုတွေ့လိုက်ရသည်သူမသည်အဘဲကြောင့်နီးဟုတွေးတော့နေစဉ်စင်ကြံလန်းထဲမှဖိနက်တန်တောက်တောက်မီတန်ကိုရုတ်တရက်ကြားလိုက်ရသည်မှန်ပြတင်းပေါက်နောက်ဖက်တွင်လူရိပ်တစ်ခုပေါ်လာခဲ့သည်ဆရာမလေးသည်ထိုလူရိပ်စီသို့စန်းတဝါဝါဖြင့်နှုတ်ဆက်လိုက်သည်သို့တော်တစ်ဖက်လူဘက်မှလုံးဝတုံ့ပြန်မှုမရှိခဲ့ပေသူမသည်တတိမွေးကအပြင်ထွက်ကြည့်ခဲ့တော်လဲစင်ကြံလန်းသည်ပုံမှန်အတိုင်းလူသူကင်းမဲ့နေစေပင်ဖြစ်သည်စင်ကြံလန်းသည်လူသူကင်းမဲ့နေစေဖြစ်ပြီးသူမအဝတ်စားလဲနေစဉ်မှာပင်ခြေတံများနောက်တစ်ကြိမ်ထပ်မိလာခဲ့သည်ဆရာမလေးသည်ထိတ်လန့်တကြားဖြင့်ရက်နေရမှမလုံနိုင်တော့ဘဲထိုရိပ်ကိုစိုက်ကြည့်နေမိသည်နင်းသည်အဝတ်လဲခန်းထဲသို့အချိန်မရွေးဝင်လာနိုင်သည်ဟုခန်းစားရတော်လဲနောက်တစ်စက္ကန့်တွင်ထိုရိပ်မှာလုံးဝပျောက်ကွယ်သွားခဲ့သည်ဆရာမလေးသည်တရေကိုမယုံကြည်သောကြောင့်ဤထူးဆန်းသောဖြစ်ရများအားလုံးသည်လုပ်ဖော်ကိုင်ဖက်များကသူမကဲ့သို့လူတစ်ကိုနောက်ပြောင်စနောက်နေခြင်းသာဖြစ်သည်ဟုယူဆလိုက်သည်လူနာကဆေးထိုးရန်စောင့်ဆိုင်နေသောကြောင့်သူမသည်အခြားအရာများကိုဆက်မတွေးတော့ဘဲလူနာခန်းသို့အမြန်ပြန်သွားခဲ့သည်သူမသည်အမျိုးသားလူနာတဦးအားအကိုက်ခဲပြောက်ဆေးထိုးပေးရန်ပြင်ဆင်နေစဉ်အမျိုးသားလူနာကသူမအားအနက်ရောင်ဝတ်စုံဝတ်ထားသောသူနာပြုတဦးကသူ့ကိုဆေးထိုးပေးပြီးပြီဟုပြောပြခဲ့သည်ဆရာမလေးသည်ဆေးသုံးဆွဲမှုမှတ်တမ်းကိုချက်ချင်းလန့်ကြည့်လိုက်ရာအမည်မသိလက်မှတ်တစ်ခုတိုးလာသည်ကိုတွေ့လိုက်ရသည်ဗန်းထဲရှိအကိုက်ခဲပြောက်ဆေးပူလင်းများလည်းအနှဲငယ်လျော့သွားခဲ့သည်ဆရာမလေးသည်လုပ်ဖော်ကိုင်ဖက်များကသူမကိုရည်ရွယ်ချက်ရှိဒုက္ခပေးနေသည်ဟုထင်မှတ်ကချက်ချင်းပင်ဒေါသထွက်လာပြီးသူနာပြုစခန်းသို့တွားရောက်ကရှင်းလင်းရန်ဆုံးဖြတ်လိုက်သည်သို့တော်လုပ်ဖော်ကိုင်ဖက်များကအထူးကြက်မှတ်ကုသဆောင်တော့ကိုဆရာမလေးတဦးတည်းသာကိုင်ဆောင်ထားကြောင်းအခြားသူများလုံးဝဝင်လင်မရကြောင်းပြောပြခဲ့သည်ထို့အပြင်အနက်ရောင်ကြုံတွေမှာလွန်ခဲ့သောနှစ်တရာကသူနာပြုများဝတ်ဆင်ခဲ့သည့်ဝတ်စုံဖြစ်ပြီးရှေးရခင်ကလေးကပယ်ဖျက်ခဲ့ပြီးဖြစ်သည်လုပ်ဖော်ကိုင်ဖက်များကအထူးကြက်မှတ်ကုသဆောင်တွင်တရေချောက်တီဆိုသောကောလာဟလများအမြဲရှိနေကြောင်းသူမအားလေးနက်စွာသတိပေးခဲ့သည်ထို့ကြောင့်သူမသည်ညဘက်အလုပ်ဆင်းချိန်တွင်လုံးဝအိပ်ပျော်ရည်မဖြစ်ပေဆရာမလေးသည်ထိုနေရာတွင်ပင်တောင်းတင်းသွားပြီးဤအလုပ်ကိုလက်ခံခဲ့မိသည့်အတွက်ရုတ်တရက်နောင်တရလာခဲ့သည်သူမသည်စိတ်ထဲတွင်လေးလံစွာဖြင့်အထူးကြက်မှတ်ကုသဆောင်သို့ပြန်လာခဲ့သည်စင်ကြံလန်းရှိမီးများသည်ပြင်းထန်စွာမိတ်တုပ်ဖြစ်လာသည်ခြေတံများနှင့်တချင်းတံများမှနောက်တစ်ကြိမ်ထပ်မံထွက်ပေါ်လာပြန်သည်ထူးဆန်းသောအနက်ရောင်ရိပ်တစ်ခုသည်ထောင်းတနေရာမှနှေးကွေးစွာထွက်ပေါ်လာခဲ့သည်ဆရာမလေးသည်တတိကိုတင်းကခြေလမ်းများကိုနှေးကွေးစွာရှေ့သို့တိုးလိုက်ပြီးထိုတရေရိပ်သည်မိကဲ့သို့ပုံစံရှိသည်ကိုတေချာသိရှိလိုနေသည်